ဒီနေ့ဒီဝက်ခောက်ကိုကျွန်တော်ဒီ3ထပ်သားကိုကျွန်တော်ဖောက်ပြမယ်နော်ဒီကောင်ရေအရင်တော့ရေစင်ကြအောင်စေးတက်လာရေစွရင်ကျွန်တော်မိနစ်20တော့ပြုတ်မယ်ပြုတ်ဖို့ပြုံးလေးကိုတစ်ခါလေးပြမယ်ဒီလိုသားမျိုးနော်ဒီလိုထူးတယ်ကိုကြည့်တာ Okay let's go Okay ဝက်ခောက်ဖောက်ဖို့အတွက်ဒီလိုရေစွအောင်ထားမယ်နော်ဒီထဲမှာပါဝင်တဲ့ပစ္စည်းကိုကျွန်တော်ပြမယ်တက်မြူတပြားရိုက်လိုက်မယ်မှာဂျင်းတပြားရိုက်မယ်အပြားရည်နဲ့ထည့်မယ်စတောင်းမနဲ့ထည့်မယ်ဟိုရှောက်ကောပေါက်ကောရောလောက်တဲ့သူတော့အများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့မတူတော့မတူပေါ့နော်ကျွန်တော် idea နဲ့ကျွန်တော်ပေါ့နော်တချို့ကြတော့ဒီပြားကိုမီးကင်နိုင်ပါရှိရတယ်ကျွန်တော်တော့မီးမကင်ဘူးကျွန်တော်တော့ရိုးရိုးရှင်းရှင်းမပြမှာတလားဒီကတော့ဖြတ်ထိုးညံပြီပေါ့ကင်လက်ခောက်ဘက်ကကင်မယ်နော်အနည်းဆုံးအဲ့ခောက်ဘက်ကိုမိနစ်15မိနစ်လောက်ထားပြီးမိနစ်20လောက်ကြာရင်ပြန်ကြည့်နည်းနည်းအသားကိုအိအောင်ထားပေးသလားအားကြီးဒီအခောက်အကျော်တင်းသွားပြီဆိုရင်အဲ့ဒါကင်လို့ရတယ်အခုလည်းခဏနော်ကင်လာဦးမလားမပြုတ်လိုက်ဘူးကဲအခုကျွန်တော်ပြုတ်ထားတာဒီကောင်15မိနစ်ရှိပါပြီလားဒီမှာတော့ဒီအသားတွေပွားသွားတယ်လားပွားသွားပြီဆိုအဲ့အနေလောက်ဆိုရပြီအဲ့ဒီလောက်ရရင်ကိုကအတွင်းသားတွေပဲသိချင်တယ်ဆိုရင်ဒီဒါဆိုအိပါပြီလားအဲ့ဒါထိုးကောင်းသွားပြီအဲ့လိုစမ်းပြန်လန်းဒီရနော်โอเคပါပြီဒီတော့ဒီဆိုတော့ဒီလိုအခောက်ကြောကိုလို့ဆိုတာနော်အဲ့လိုခောက်ကိုထူအောင်ဟုတ်လားအဲ့လိုထူရရင်အခောက်ကအဆူထိုးလို့ကောင်းသွားတယ်လားโอเคအားဆိုကျွန်တော်တို့ခုနေအခောက်ပဲပေါ့မယ်တချို့ကတော့ဆူထိုးတဲ့ဟာနဲ့လည်းရှိတယ်တချို့ကတူနဲ့လည်းထိုးတယ်နော်ကျွန်တော်ကကျဆူထိုးတဲ့ဟာတိတ်မတော်ဘူးကျွန်တော်ဒီသားသေးသေးလေးပဲတုံးတယ်အဲ့ဒါနည်းနည်းတော့စိတ်ရှည်ရပါဘောနော်ကြာမှာပေါ့နော်နည်းနည်းကြည့်ထားလိုက်ပါနော်ခဏလေးပဲတွေ့ရဒီအလိုင်းမြင်းလေးညီအောင်ထိုးရမှာတလားနည်းနည်းတော့စိတ်ရှည်ရပြီးရင်အချုံငယ်ဘယ်လိုထည့်လဲအခောက်ကိုအပေါ်ကအစီဘယ်လိုထုတ်လဲဆိုတော့ကျွန်တော်တစ်ခါလေးပြမယ်နော်ဒီပုံစံနဲ့ပဲ